အဲ့ဒီကနေပြီးတော့မှဆရာဦးမရှိဆရာကြီးရောက်လာတယ်ဆရာကြီးမှနေတယ်စားတယ်ဟာလားဟိုရှင်းပြောရမယ်ဆိုလို့ရှိရင်တော့ပညာတဲမှာတော့အတော်ဆုံးတစ်ပြည်ထဲမှာတော့3ယောက်ရှိတယ်ဆရာဆိုမြင့်ဆရာမြင့်ဆွေဆရာကျော်ဟုတ်ဆရာကျော်ဟုတ်ဆိုတော့ဆရာနောက်ကိုပါရမီဖြစ်ပဲအရင်လိုက်တယ်ဟာလားပူဇော်ပွဲတူအိမ်ပါဟာလားဒီဘိုးတော်တွေပါတယ်ဆိုလို့ရှိရင်ပြည်ပြီဆိုလို့ရှိရင်ဆရာဘကိုးကနေတော့ပြင်တယ်အရင်တော့ဒီရွှေကုန်ဖျားတွေမှာမရှိသေးဘူးအဲ့ဘကိုးမှာပုံတော်တွေတော့ပူဇော်ပြီးတော့မှသူ့မှာတက်ကန်းဖွင့်နေပေါင်းစုံကတပြည်သွားတာဟိုဆရာနဲ့တပြည်ဆိုတာကတော့ရေဦးနဲ့ရေမို့ပဲသွားလို့လာလို့ရအောင်နေရစားမသွားမလာလို့မရအောင်အဲ့ဒါမျိုးအခုဆရာဦးမြင့်ဆွေသူ့ရဲ့အသိစိတ်သူတို့ကပညာလည်းတတ်တယ်နော်ထိပ်ပညာလည်းတတ်တယ်ဟာလာနောက်ပြီးတော့ရဲရဲရွာကြီးတွေမှာလည်းလူကြီးတွေပါလေလောက်ခဲ့တယ်အတွေ့အကြုံရှိတယ်လူချစ်လူကင်းလည်းပေါ်တယ်အဖေကြီးတွေကလည်းမနေတော့ဘူးလေကြည့်တယ်ဂိုင်းတော်ရဲ့အကျိုးကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ကတကယ်ကိုကဲတင်စောင့်ရှောက်တယ်အဲ့တော့ဘာပဲလို့ဘယ်ပဲတော့ဘယ်ပဲလာကိုဒါမဲ့ဘုန်းကြီးတွေအာဘတ်ဖြည့်တယ်လို့ပေါ့အာဘတ်တော့ဖြည့်ဘာကြောင့်အာဘတ်ဖြည့်လဲဆိုတော့မှုသားမပါလင်္ကာမချောတဲ့သမီးရဲ့နော်ဟာလားချင်းပြောရမယ်ဆိုရင်မှုသားလေးတော့သုံးရတယ်ဒါပေမဲ့ကိုကမှုသားတွေတော့ပြောမိပြီတနေ့တာကာလမှာကိုညဘက်တော့ဖရားတွေရှိကိုမဲ့အဖေကြီးတွေဥတိုင်းတနေ့တာသွားမလာမနေမတမပြောမှသွားဆမတော့မကြမ်းမစီမအပြင်မရှိပါအဖေများကိုယ်တိုင်တီးကံခွင့်လို့ပြီးတော်မူပါဖြစ်တော်ဘူးမိပါနဲ့ဒါအဘဘုန်းကြီးအဘဖြည့်လို့ဆရာတို့ဆရာတွေမှာလည်းအဘဖြည့်ရတယ်များတော့ပြင်အခုချိန်ကြီးဆရာတွေ့နေတဲ့ဆရာတပည့်တွေအများကြီးထဲမှာမဖြည့်တဲ့တပည့်တွေများတယ်မသိဘူးလေဆရာတို့ကတော့လမ်းကြောင်းချပြောလိုက်တာစမအာယုန်နဲ့မပေါ်လာတဲ့စမအဲ့ဒါကိုစမဟလာအခုချွင်ကျော်စာအုပ်တွေရှိတယ်ဟလာလက်ရရေးရတာရှိတယ်လက်ဝဲရေးရတာရှိတယ်အဲ့ဒါတွေလည်းမှားတာတွေအများကြီးရှိတယ်မှန်တယ်ဒါပေမဲ့ line ပေါ်မှာတင်တဲ့ဟာမျိုးတွေကြပြန်တော့လေကျေးဇူးတင်ပါတယ်ဂိုင်းတော်ကိုဖွင့်ပေးတာပေါ့သို့တော်လည်းပဲဂိုင်းတော်ကိုခုလုံးလုပ်ပြီးတော့ခုစုတော်ကျုပ်တော်ခွတ်တော်ဟောအခုလိုအိတ်ဒီဆိုတော့ကိုစိတ်မကောင်းဟောအဲ့မှာလက်ဝဲခင်းထားခေါ်လာလာဖြစ်လာပြန်ချွင်ကျော်ပညာမပြောကကုလို့ရတာလားဒါပေမဲ့ပါလေသူလည်းသူ့လမ်းနဲ့သူသွားတယ်ကိုလည်းကိုလမ်းနဲ့သွားတယ်ရှင်းပြောရမယ်ဆိုလို့ရှိရင်ဆရာတို့ကလူဆိုးနဲ့ရဲလို့ပဲတနည်းရဲ့နော်ရဲကလူဆိုးကိုလိုက်ပန်းဟလာဆရာတို့ခိုင်းခဏကြပြန်တော့ဒီလိုပဲမိစ္ဆာနဲ့ဆရာတို့နဲ့တာရေဦးနဲ့ရေမဟုတ်ပဲဒီနေ့ဆရာတို့ကဟလာစေပိုင်အာနာပိုင်နဲ့ခေါ်လိုက်လို့ရောက်လာတာကြောက်လို့လာတာလားမကြောက်လို့လာတာလားကြောက်လို့လာတာကိုယ့်ရဲ့အာနာဒီအာနာဇက်တည်မြဲပြီတည်မြဲတဲ့သူလာတယ်လာတဲ့ခါကျတော့ကိုကဘာလုပ်မလဲမိတ်တန်နဲ့သွားမလားယန်တန်နဲ့သွားမလားဓမ္မတန်နဲ့သွားမလားပြောလို့ဆိုလို့မရတော့မှဓမ္မတန်နဲ့သွားမှာပေါ့နော်မိတ်တန်ကတော့အတိကထားမယ်နော်ဟိုခင်မူကြီး7ပါးကိုလည်းအမြဲတမ်းမမေ့ရဘူးဟုတ်တယ်မလားကိုအနိဝန္ဒဆရာအခုဆရာဦးမြင့်ဆွေဆရာကတော့ဝင်းနေဝန်းတာလည်းဖြစ်တယ်ဘာကြောင့်လဲဆိုတော့ငါတပည့်တယောက်တည်သွားပြီအမျိုးသမီးကိုအမြဲတမ်းပြောရတယ်စိတ်မကောင်းဘူးဘုရားကြီးဆွတ်တယ်လည်းမရဘူးဆရာဆိုမြင့်ဆိုလည်းသေးသလားကြည်သလားဆရာမြင့်ဆွေဆိုလည်းသေးသလားကြည်သလားမတင်မှတ်တဲ့နေ့မှာဖုံးဝင်လာတဲ့ခါကျတော့ရင်ထဲမှာတုံအောင်သွားတယ်ဟာအဲ့ကျမလာတယ်ဆောင်းမရှိဘူးဒီဘုန်းတော်ဆောင်းမရှိဘူးလို့ရရင်ထဲမှာလက်တောင်ပြောပါအဲ့ဒါနဲ့မင်းဘယ်ရလဲဘယ်ရဆရာလည်းကျွန်တော်တပည့်တစ်ပန်းနေနဲ့ဆက်တယ်ကိုအဲ့ဒီနေရာတာပီတိကြတဲ့နေ့ရင်ထဲမကောင်းတဲ့နေ့ဘာကြောင့်လဲဆိုကိုနဲ့လက်ရည်တမင်ကြီးကိုရှိမှာပညာကိုအစင်းရဲခံအပင်မခံပြီးတော့နော်တခါလေးကျရင်နတ်မမှန်နဲ့တမင်ကြီးစားခဲ့ရတယ်ဆရာတို့ဘွားလေးနော်ဟာလာစံကြီးတွေတောင်ထိပ်စံကြီးစားခဲ့ရတယ်စံကြီးရဲကြီးဆရာတော်လေးကနောက်ကနေတကောက်ကလည်းပညာပဲဖြစ်စမဆွဲတာကြတော့ရှေ့ပဲလက်တန်းတို့အကုန်ရတယ်သူတို့ညံလဲကောင်းတယ်ဟာအခုစာအုပ်တွေထုတ်တယ်ဟာလာနောက်တော့အကြီးဥပမာဘူတော်ဝဲတွေလုပ်တယ်ဟာလာအားလုံးဖရာကြီးကမှလုပ်တယ်အကုန်လုံးလုပ်ကြတာပေါ့အဲ့တော့အခုသူကဘာလဲဆိုတော့အန်တီမအဆင့်ဖြစ်သွားဆရာကြီးမဟုတ်တော့ဘူးသူကအန်တီမကြီးအန်တီမအဆင့်ရောက်တဲ့အခါကျတော့တိတက်ပို့ပြီးတော့စွန်းစွန်းစံမှာလုံနိုင်ဖို့ပဲကြီးကြီးတော့တယ်နော်အဲ့တော့ခုနဆရာရောက်ချင်းပြောလိုက်တယ်စုပ်ခွဲပဲနေအောင်ရှိပြီလေစုပ်ခွဲခိုင်နေလဲစုပ်ခွဲဆရာလို့ခေါ်လို့မရသေးစေးတော်ကြီးကိုဖရာကြောင့်တင်ပြီးတော့အလှကြည့်နေလို့မရအောင်နေလေးရဲ့အရက်လေးမြင်မှာလှည့်ပြီးတော့မှပညာကိုပေးရမယ်ဟုတ်တယ်မလားအပင်လိုက်ဆိုင်ရမယ်ဟိုကမျိုးစစ်ဆရာတို့ချပေးလိုက်ပြီလေအဲ့ဒီမျိုးစစ်ကိုဆရာတို့ပြန်ပြီးတော့အပင်ရှင်းတာကိုခုဆရာမြစ်ဆွေဒါအပင်ကြီးလိုက်ဆိုင်ထားတာအဲ့ဒီလိုက်ဆိုင်ထားတဲ့တပိတပန်းတွေကမကြိုးမပေါက်ဘူးအရေးကြီးတယ်ဒါပေမဲ့တရားမှာ10ရောက်တော့မှမတင်နိုင်ဘူးပြက်တာများတယ်ဘာကြောင့်ခက်ကလည်းခက်ပြက်ကြီးဖြစ်လာတာဟုတ်သွားရေးလာရေးလည်းမကောင်းအဲ့တော့ဒီထဲမှာဟိုအနုရောထဲမှာလူရောထားဖြစ်တာကိုတော့ပဲဟုတ်တယ်မလားပွင့်ပြီဘာကြောင့်ပွင့်တာလဲခိုင်းတော်ရဲ့ပါရမီကိုစွန်းစွန်းတမန်
ချက်ကုတ်ချက်ကဲလုပ်တဲ့အတွက်သူ့ဒါအပေးကြီးချွေးနေတာဟုတ်တယ်မလားအဲ့တော့သမီးကလည်းပါရမီပြည့်ပဲနောက်ကနေလိုက်တဲ့ခါကျတော့ဟိုဘလူးခေါ်မလဲဆိုလို့ရှိရင်ဟိုမြင်းပြန်တစ်ချောင်းနဲ့တွားတော့မြင်းကောက်သွားတာမဟုတ်တော့မြင်းပြန်နဲ့တွားတာမြင်းပြန်နဲ့တွားတဲ့အခါကျတော့ပါရမီပြည့်ဘက်ကလည်းရလာပြီဟုတ်တယ်မလားအဲ့တော့ရှိဘာလို့ဆရာရှိမလဲဂိုင်းတော်ကြီးဒီတမကနော်နာမည်ကြီးတဲ့ကြီးအောင်ပွင့်တဲ့ပွင့်အောင်လုပ်ဖို့ပဲလိုတယ်ဟုတ်တယ်မလားအဲ့လိုစီးတော်တွေကတော့ရှားလာပြီဒါပေမဲ့တွေ့တဲ့စီးတော်တွေကတော့ဆရာမကြိုက်ဘူးအခုဆရာရှိမှဆိုလို့ရှိရင်ရလာတဲ့စီးတော်4000လောက်ရှိတယ်4000နဲ့ဆရာရေးတယ်ပဲလွတ်ပြတယ်ဘာကြောင့်လဲကိုစီးတော်စစ်စီးတော်မှမကိုသုံးတယ်လေဘာကြောင့်လဲဘေးစီးတွေသုံးဘာကြောင့်လဲဆိုတော့အဖေကြီးတွေပေးလာခဲ့တဲ့စီးတော်ပဲမှန်တာဟုတ်အဲ့ဒါမျိုးဝေရချမ်းလာကြတော့မာဂျီကရိုးမှာကျတော့ရှားတယ်ပေါ့ရှားတယ်ပလက်စီးတယ်မှာဝေရတယ်အဲ့တရုတ်တို့အိန္ဒိယတို့ရှိတယ်အခုလိုင်းပေါ်မှာကျမာဂျီကရိုးရေရောင်းတာဟုတ်တယ်မလားကြောင်းတယ်ပေါ်ပြီးရောင်းတယ်ဩအဲ့တော့ဒါလည်းအပွင့်တစ်မျိုးပေါ့နော်ကိုကတော့ဒီလိုပဲဖြေလိုက်ရောဒါအပွင့်တစ်မျိုးအခုဆရာမြစ်ဆွေကူလုံမလားလုံလို့ရနေပြီလေဟုတ်တယ်မလားအဖေကြီးတွေမှာခဲ့လာကဒီဂိုင်းတော်ရဲ့ပညာအစစ်စမနေပြီးတော့မှဂိုင်းတော်ရဲ့သိရှိစမတွေမှလည်းမရဒီဂိုင်းလူဂိုင်းလာမှအပကြံတဲ့လူကူးယူခွင့်တော့မရှိဘူးဘာဖြစ်လို့လိုင်းမုံအဲ့လိုတင်ပြီးတော့လွတ်လို့ဆိုတော့သမီးတို့စဉ်းစားကြည့်အဲ့တော့အော်လန်မစ်စာနဲ့ယူထားတဲ့လက်ဝဲကိုင်းရလူတွေကဒီစမကိုကြည့်ပြီးတော့ငါတို့ဘလို့တံပြန်လို့မလဲမပေါ်နိုင်ဘူးလားပေါ်နိုင်တယ်သမီးရဲ့နော်အဲ့တော့ကိုကဂိုင်းဆရာတော့မှန်ပြီကိုပြောကကိုတော့တယ်မှာကမှာကိုရဲ့ဖြတ်မဲ့စက်တွေကိုရဲ့စမတွေဟာဘာလို့ရမလဲအရင်ဆုံးရေစင်နဲ့အရင်ဆေးလိုက်ပါရေစင်တောင်းလိုက်ပါဘာကြောင့်လဲဆိုတော့တစ်ဖက်ကလက်ဝဲလက်ရာတွေပါလက်ဝဲဆရာတွေကဒီဂိုင်းကနာစမတွေကိုအကုန်လုံးသိကုန်ပြီဒါတွေကဂိုင်းလူဂိုင်းသားကနေလွယ်လို့ကြံတဲ့လူတော့ကိုယူကိုမပြုတ်ပါဘူးမကြည့်ရပါဘူးလို့ပြောတာဟုတ်တယ်မလားအခုလိုင်းမောင်ကတွက်ပြီးဆိုတဲ့ဒီပြခေါင်းလဲခောက်ယူလဲဟာပြီလာတယ်လက်ကောဈေးကောမျက်နှာပွင့်ဟမ်ဆိုတော့ဒါကြောင့်စမဆိုတာကလူမတုံးရတာဟုတ်တယ်မလားစမနောက်ပြီးဆိုဒီလက်ညှိုးတွေမှာအုံကာမကာမသိအုံထကထကတည်တဲ့ဟုတ်တယ်မလားဒါတွေကအလကားပေါက်ထားတဲ့ဆေးတော်တွေမဟုတ်ဘူးဒီလက်ညှိုးနှချောင်းနဲ့အလုပ်လုပ်လို့ရတယ်အစိတ်ဆိုလို့ရှိရင်လည်းဒီလိုပဲအခုဆရာကငွေကြိုက်ပြီဆရာကငွေကြိုက်လိုက်ပြီဘယ်ဆရာမှခေါ်တယ်မလို့ဘူးလေကိုယ့်စိတ်ကိုဖြေရမှာဟုတ်တယ်မလားအတက်စမနဲ့မဖြေနဲ့ဟာလားဘယ်ဘက်လက်မှာအတက်စမညာဘက်မှာအစင်းစမဟုတ်တယ်မလားညာဘက်လက်မှာဘယ်ဘက်လက်နဲ့ဖြေချအစိတ်ဟုစင်မြပျောက်သွားတယ်အဲ့လိုပဲရွှေကြောပညာမှာအော်လန်မိစ္ဆာနဲ့တက်လို့မသေးသလိုအော်လန်မိစ္ဆာကိုလည်းကိုယ့်ဘောမျက်ရည်ကြီးပေါက်ကြပြီးသုံးနေတော့တိုင်ကြီးခံလိုက်လေးချိန်မြောက်ပြီလားအဖေကြီးတွေကိုတော့အမဗန်းဒီခံကလကားတာပိတ်ချလိုက်အဲ့ဒီစကားကလည်းဆရာညံစင်နဲ့ထွက်လာတဲ့စကားမဟုတ်ဘူးဆရာတို့အိမ်ထဲကဆရာကြီးဦးစိန်ဆိုတာရှိဆရာကြီးဦးစိန်ရဲ့ဆရာကြီးဦးတန်းညွန့်နဲ့ဒါကူသမီးတို့လည်းသိပါတယ်နော်အဲ့ဒီဆရာကြီးတွေရဲ့ဆရာကြီးတွေနဲ့တစင်အဖေကြီးတွေပါကြခဲ့တဲ့အတိုင်းဒီဆရာမတွေကိုသမီးတို့ဆရာတို့ကြီးရောက်လာတယ်နော်အဲ့တော့ကို့ဘဝမှာကို့တော့သိအောင်လုံးမဲ့လူတော့မရှိဘူးပေါ့ကိုက9ရက်သားသမီးကိုကဲတယ်တရားတာဘာလို့လူမျိုးကိုကဲတယ်ဟုတ်တယ်မလားဒါပေမဲ့တစ်ကောက်ထားတာမြင်ရတယ်လူကောက်တာမြင်ရပါမလားမမြင်ရဘူးနော်အဲ့လိုမျိုးပေါ့အဲ့တော့ဘာပဲဖြစ်ဖြစ်ဆရာဝင်းလင်းဝင်းတာဝင်းလေဝင်းနေတဲ့ဂိုင်းတော်အတွက်ကိုအားကျိုးမှန်တဲ့ဒီလင်မယားနှစ်ယောက်ကနော်ကိုပြီးရင်ပြီးဒီတလုံးထဲနဲ့ပဲအလုပ်လုပ်စားတဲ့အတွက်ဂိုင်းတော်တော့မနေဘူးနော်ကျွေးပါပဲ